မှာကြိုးစားပါတယ်အခုအများပေးချင်တာလေးကတော့ဒီဟို password ရှောက်ဖို့အတွက် QR code ယူရတဲ့နည်းလေးကိုအများပေးချင်ပါတယ်အဲ့တော့ browser တစ်ခုကိုဖွင့်လိုက်ပါတော့နော် VPN ပိတ်ထားဖို့လိုပါတယ်ပြီးတော့လို့ရှိရင်ဒီ address bar မှာပဲ passport govဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်အားဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကူးလက်မှတ်ဆိုပြီးတော့ကြာလာလိမ့်မယ်တစ်ချက်နှိပ်ပြီးတော့ဆက်သွားလိုက်မယ်နော်ပြီးတော့အပေါ်ကရှောက်ထားရန်ဆိုတဲ့အပြာကိုနှိပ်မယ်တခါကျရင်ခဏခဏထက်ကနှိပ်ရတယ်မရဘူးဆိုလို့ရှိရင်နော်မရဘူးဆိုရင်ထက်ကနှိပ်ပေးပါโอเคအဲ့မှာဒီထဲမှာဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အသစ်စတင်လျှောက်ထားရန်ဆိုပြီးတော့နှိပ်မယ်ပြီးတော့ရင်ဒီမှာရန်ကုန်တိုင်းဆိုတာပြင်မယ်ရန်ကုန်တိုင်းမှာလာမလျှောက်တဲ့လူတွေက booking လုပ်ကြမလို့ကြိုက်တဲ့စီမှာသူတို့ရုံရဲ့ process တိုင်းသွားလျှောက်လို့ရပါတယ်ဗောနော်လျှောက်ထားလို့ဒီဥယျာဉ်မှာကိုကြိုက်တဲ့လောက်ထည့်ပြီးတော့လျှောက်လို့ရတယ်အများဆုံး9ဦးထိရတယ်ဗောနော်ပြီးတော့ဒီ success ဆိုတဲ့အမှန်ကြီးလေးပေါ်နေမယ်အဲဒါဆိုရင် continue သွားလို့ရတယ်အဲ့လိုမပေါ်ဘူးဆိုရင်ဒီညမှာအမှန်ကြီးလေးဖြစ်အောင်ထည့်လိုက်ပါဒါပြင် continue သွားလိုက်မယ်ပြီးတော့ဒီ reference number လေးကိုလိုမဲ့ဖိပြီးတော့ copy လေးကူးထားလိုက်ပါနော်ပြီးတော့ဒီမှာကျွန်တော်တို့ဟိုအချက်လက်တွေဖြည့်မယ်ဗောနော်အဲ့တော့ဒီအဆက်ကျဲ star အနီလေးတွေပါတဲ့ဟာဖြစ်မယ်ကျန်တာမဖြစ်တော့ဘူးလက်ရင်းနဲ့ဖြည့်ရမှာဖြစ်တဲ့အတွက်အဲ့တော့ရှောက်ထားလို့ဒီအမျိုးအစားမှာကျွန်တော်အသစ်ရှောက်တာပေါ့အဲ့တော့ဒီမှာအသစ်ရှောက်တက်တန်းတို့ပြောင်းဆုံးပျက်စီးရှိတယ်အဲ့ဒါမှာအသစ်နဲ့ပြောင်းဆုံးပျက်စီးမဟုတ်ဘူးဆိုလို့ရှိရင်အကုန်လုံးတက်တန်းတို့နဲ့ရှောက်ပါနော်အဲ့တော့ဒီမှာတော့အသစ်နဲ့ပဲရှောက်လိုက်မယ်ကဲနိုင်ငံကူးလက်မှတ်အမျိုးအစားမှာအလဲလို့ PGPB အစားရှိသေးရှိတယ်အဲ့တော့ဒီ website ရဲ့အောက်ဆုံးမှာလည်းဒီနိုင်ငံကူးလက်မှတ်ထုတ်ပြီးအောက်ဆုံးမှာလည်းသူရှင်းပြထားတာလေးရှိတယ်အဲ့ဒါလေးဝင်ဖတ်ပြီးတော့ရွေးလို့ရတယ်ဗောနော်အဲ့တော့များသောအားဖြင့်တော့အလဲမဟုတ်ရင်အလုပ်ဒီနှစ်ခုအရွေးများတယ်ဗောနော်ဒီမှာတော့ကျွန်တော်အလဲပဲရွေးလိုက်မယ်ပြီးတော့မြန်မာလိုအမည်ထည့်မယ်ဗောကိုရှောက်မဲ့လူမြန်မာလိုအမည်နော်ပြီးတော့အင်္ဂလိပ်လိုထည့်မယ်ပြီးတော့အခြားအမည်ပါတယ်ကျွန်တော်မထည့်တော့ဘူးเนาะအဖအမည်မှာမြန်မာလိုထည့်မယ်အဲ့တော့ဒီနေရာမှာဥရိတော်တွေမထည့်တော့ဘူးနော်မွေးဖွားရက်မှာကျွန်တော်တို့ဒီ date ကိုယူရမှာပေါ့နော်အဲ့တော့1990ပဲထားလိုက်ပါနော်1990January 21ပေါ့နော်1990 January မွေးဖွားသည့်အရက်မှာကိုမွေးတဲ့အရက်ကိုရွေးလိုက်ပါနော်မူဝင်မရွေးလိုက်ပါနော်နိုင်ငံသားစီစီကတ်မှာနိုင်ငံသားစီစီကတ်ပဲရွေးတယ်ပြီးတော့ကျွန်တော်မူဝင်ဖြစ်တဲ့အတွက်14ပြီးတော့ရင်မအပပေါ့မအပနိုင်ဒီမှာကိုယ့်ရဲ့မှတ်ပုံနံပါတ်ထည့်ပါဒီမှာတော့ဒီနမူနာနည်းထည့်ပြတယ်ပြီးတော့ကြားမှရှိတယ်ကြားဟုတ်ရင်မဟုတ်ရင်မပေါ့နော်အဲ့ဒါရွေးမယ်ပြီးတော့ပြည်နယ်တိုင်းဆိုရင်တော့က AR တိုင်းဒေသကြီးကိုရွေးလိုက်မယ်ဒီမှာအများကြီးမထည့်ပါနဲ့မူဝင်ဆိုမူဝင်ပဲထည့်လိုက်ပါရပါတယ်ပြီးမှဖုန်းနံပါတ်မှာကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်မယ်3991345608နော်ပြီးတော့ email တွေထင်ရှားသည့်အမှတ်အသားတွေမထည့်တော့ဘူးကျွန်တော်တို့ star ပြထားတဲ့ဟာလေးပဲထည့်မယ်လူမျိုးမှာမြန်မာသူမြန်မာဗမာသူဗမာရခိုင်သူရခိုင်ပေါ့နော်ဒါထည့်ပါโอเคဒီမှာဗုဒ္ဓဘာသာလားခရစ်ယာန်လားကိုကြိုက်တာရွေးပြီးထည့်ပါကိုယ့်ရဲ့မှတ်ပုံတွေထဲမှာပါတဲ့ဟာပဲထည့်ပါနော်အဲ့တော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့အောက်ကိုသွားမယ်ဆိုလို့ရှိရင်ဒီဥစ္စာတွေချက်လက်တွေကိုဒီထဲမှာရှိရဲ့ star ပြထားတဲ့ဟာတွေအကုန်လုံးဖြည့်ပြီးသွားဆိုရင်တော့ဒီ active list ဆိုတာလေးကိုနှိပ်လိုက်မယ် active list မနှိပ်ခင်မှာကျွန်တော်ဘာလုပ်လို့လဲဆိုတော့ဟိုတွားလျှောက်တဲ့ခါကျလို့ရှိရင်ဒီ download ယူသွားဖို့လိုတယ် 515 MB ရှိတဲ့ဟုတ်စာလေးကိုအဲ့ဒီမှာ print ထုတ်ပြီးလက်ရင်းနဲ့ယူသွားဖို့လိုတယ်အဲ့ဒါလေးကိုကျွန်တော် download ရင်ချလိုက်မယ်ဒီ file လေးပေါ့နော်ဒါပြီးဆိုရင်ဒီ download လေးနှိပ်ပြီးတော့ချလိုက်မယ်အဲ့ဆိုရင်ဒီ download ရပါပြီဒီကောင်မဖွင့်တော့ဘူးနော်မဖွင့်တော့ဘဲနဲ့ကျွန်တော်ခုနကဒီနိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့နေရာကိုပဲပြန်သွားလိုက်မယ်ရပြီဆိုရင် add to list ဆိုတာလေးနှိပ်လိုက်ပါโอเค add to list နှိပ်လိုက်လို့ရှိရင်ဒီမှာဖြည့်သွင်းထားသူစာရင်းမှာဒီလိုပေါ်လာလိမ့်မယ် review and submit ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့တော့ရပြီဆိုရင်ကျွန်တော် review and submit လုပ်လိုက်မယ်โอเคဒီလိုလုပ်ပြီးတော့ကိုယ့်ရဲ့အချက်လက်တွေကိုပြန်စစ်ဆေးပါမရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ edit ကိုနှိပ်ပါရပြီဆိုလို့ရှိရင်တော့အချက်လက်များမှန်ကန်ပါသည်ဆိုတဲ့အထဲမှာအမှန်ကြီးလေးဖြစ်အောင်ထည့်လိုက်ပါပြီးတော့ submit form လုပ်လိုက်ပါโอ
โอเคရပြီဆိုလို့ရှင်ကျွန်တော်တို့ဒီရှောက်ထားမှုအမှတ်စဉ်အတွက်ငွေပေးချေမှုဖြစ်ပါသည်ဆိုပြီးတော့ဒီလို KB နဲ့ MPU ကြာလာလိမ့်မယ်များသောအားဖြင့်တော့ကျွန်တော် KB ပဲအဆင်ပြေလိမ့်မယ် MPU ကကတ်တွေပါတယ်ဟို e-commerce ရှောက်ထားတွေပါတယ်ကြားနေလိမ့်မယ်เนาะအဲ့တော့ဒီမှာဒီ MPU KB ဆိုတဲ့ပုံမှာတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်လို့ရှင် Open KBZ application ဆိုတာလေးကိုတချို့ကနှိပ်လို့ရတယ်တချို့ကနှိပ်လို့မရဘူးအဲ့တော့ကျွန်တော်လည်းနှိပ်ကြည့်လိုက်မယ်မရတာတော့များတယ်โอเค confirm ဆိုတာလေးထပ်နှိပ်လိုက်မယ်ဒီမှာတော့တစ်ခါလဲပေါ်လာတွေ့เนาะအဲ့တော့ဒီမှာကျွန်တော်က3000ခွဲပေးရမယ်ပေးနှောင်းဆိုတာလေးတန်းနှိပ်လိုက်လို့ရှင်တခါလဲ KB ပွင့်လာပြီးတော့ပတ်စံပေးလို့ရပြီပေါ့နော်အဲ့လိုတခါလဲမပွင့်တဲ့ပြဿနာတွေလည်းရှိတယ်အဲ့လိုလူတွေတွေကဘယ်လိုလုပ်မလဲဆိုလို့ရှင်ကျွန်တော်ပြန်ထွက်လိုက်မယ်ပေါ့နော်ဘက်ကီလေးနှိပ်ပြန်ထွက်လိုက်မယ်အဲ့လိုမပေးဟိုဟာဖြစ်တဲ့လူတွေကဒီ KB ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ show ကျူအားဆိုတာလေးကိုနှိပ်လိုက်ပါโอเค show ကျူအားကြာလာပြီဆိုလို့ရှင်ဖုန်းတစ်လုံးနဲ့ဓာတ်ပုံရိုက်ထားလိုက်ဒါမှမဟုတ်တငယ်ချင်းရဲ့ KB ကောင်တွေကို3000ခွဲထည့်ဒီကောင်စကန်ဖတ်ပြီးတော့ပေးလိုက်ပါဘယ်သူ KB နဲ့ဖြစ်ပေးလို့ရတယ်အဓိကကတော့သူထဲငွေဝင်သွားဖို့ပဲလိုပါတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကိုကိုဖုန်းထဲမှာ KB မရှိဘူးဆိုလို့ရှင်လည်းတငယ်ချင်းရဲ့ KB ငှားပြီးတော့ပတ်စံထည့်ပြီးတော့သွင်းလို့ရသလိုစိုင်မှာသွားပြီးတော့စကန်ဖတ်ခိုင်းပြီးသွင်းလို့လည်းရပါတယ်ဒါပေမဲ့သူ့ရဲ့ကျူအားဝေပြီး expire on ဘလောက်ဆိုတာရှိတယ်သူ့ရဲ့ date မကြော်ခင်တော့ဒီKB ရဲ့ကျူအားကအလုပ်လုပ်တယ်ပေါ့နော်တကယ်လို့ဒါကိုမလုံးမိဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ကငွေမသွင်းသေးဘူးဆိုလို့ရှိရင်ဒါကိုဒီနေရာမှာခဏထားလိုက်ကိုရှောက်ထားဖို့ကအရေးကြီးတာပေါ့နော်အဲ့တော့ပြီးသွားရင်ငွေမသွင်းရသေးဘူးငွေပြန်နောက်မှသွင်းမယ်ဆိုတဲ့လူတွေကဘယ်လိုသွားမလဲဆက်ပြောမယ်ခုနကဟာတော့ငွေသွင်းပြီးသွားပြီဆိုလို့ရှိရင်ကျူအာကုတ်ကျလာလိမ့်မယ်အဲ့လိုကျူအာကုတ်ကျလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရပြီနော်အဲ့တော့ကျူအာကုတ်ငွေလဲသွင်းပြီးသွားကျူအာကုတ်မကျသေးဘူးဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့ခါလဲဆက်ပြောမယ်ငွေသွင်းပြီးသားလူကမသွင်းပြီးသားလူကဘယ်လိုသွားမလဲဆိုရင်ဒီဘက်ကခေါင်းစဉ်ကိုပဲတစ်ချက်ပြန်နှိပ်ပြီးတော့ပြန်ထွက်လိုက်ပြီးတော့ဒီမှာရက်ချင်းစစ်စီရန်ဆိုတာရှိတယ်ခေါင်းစဉ်ရဲ့အောက်မှာတစ်ချက်နှိပ်လိုက်โอเคပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီရှောက်ထားမှုအမှတ်စဉ်တွေပိုင်းနဲ့ရှာလို့ရတယ်ဆိုတာကိုသူပြထားလိမ့်မယ်ဒီမှာကျွန်တော်ကခုနကဥစ္စာကိုရှာကြည့်လိုက်မယ်ဆိုမင်းပြီးတော့မှတ်ပုံတင်မှာမှတ်ပုံတင်မှာခုနထည့်ထားတဲ့စလေးရင်းဆောင်မြန်မာလိုရိုက်မယ်မပါ9တင်းနေ3 4 5 6နော်ရပြီဆိုရင် search ကိုနှိပ်ပြီးရှာလိုက်မယ်အဲဆိုရင်ကျွန်တော်တို့ဒီအောက်ကခုနကနေရာကိုပြန်ရောက်သွားလိမ့်မယ်ကျွန်တော်တို့ကပတ်စံမသွင်းရသေးတဲ့အတွက် go to payment ဆိုတာလေးပေါ်နေလိမ့်မယ်တကယ်လို့ပတ်စံပေးပြီးသားလူတွေကဒီအောက်မှာကျူအားကုတ်တန်းပေါ်နေလိမ့်မယ်တကယ်လို့ခုနကပထမအဆင့်မှာလည်းကငွေသွင်းပြီးသွားပြီဒါပေမဲ့ကျူအားကုတ်မပေါ်ဘူးဆိုလို့ရှိရင်ရက်ချင်းစစ်ဆေးရမှာသွားပြီးတော့နာမည်နဲ့မှတ်ပုံတွေနဲ့ပြန်ပြီးတော့စစ်ဆေးလိုက်ပါအဲဆိုရင်ရပါတယ်ဒီမှာကမပေးရသေးဘူးဆိုရင်တော့ကျွန်တော် go to payment ကိုပြန်သွားလိုက်ပါပြန်သွားလို့ရှိရင်အပေါ်မှာခုနကလိုကျူအားကုတ်တွေပါရေး KB တွေပြန်ပေါ်လာလိမ့်မယ်အဲဆိုငွေသွင်းပြီးတော့သွင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာကျူအားကုတ်ကျလာပါပြီပြန်ပြီးတော့ရှာလိုက်လိုက်တာနဲ့ကျူအားကုတ်ကျလာပါတယ်โอเคဒါကတော့ဒီကျူအားကုတ်ဟိုဟာ password ကျူအားကုတ် password ရှောက်တဲ့ကျူအားကုတ်ရှောက်တဲ့ပုံလေးဝင်များပေးကြဖြစ်ပါတယ်ဒီဗီဒီယိုကြိုက်တော့ like and share လုပ်ပေးနိုင်ပါတယ်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် thank you ပါ